ဟုတ်ကဲ့တရားဆောင်တဲ့သမီးဥပဒေကြိုးစားမှာပါဟုတ်ကဲ့ရှယ်ယာလောက်တာတငယ်ချင်းကထပ်မထည့်နိုင်တော့ဘူးရှုံးနေတဲ့တရားဆွဲချင်တာဆွဲလို့ပြောနေတာဟုတ်လားခင်ဗျားတငယ်ချင်းနဲ့စက်တူအလုံးလုံးတော့မယ်ဆိုရင်ဒီစာချုပ်ကအရေးအကြီးဆုံးဆိုတာခင်ဗျားသိပါသလားဒီစာချုပ်မချုပ်ရသေးသေး၍အလုံးစပြီးမလုံးသင့်ဘူးဆိုတာသင်သိပါသလားလုပ်ငန်းတွေမပြတ်သင့်မဲနဲ့ပြတ်သွားတာတွေအားလုံးကယုံကြည်မှုမလုံလောက်လို့မဟုတ်ဘူးဒီစာချုပ်မရှိလို့ပါလုပ်ငန်းအစမှာတော့အားလုံးအဆင်ပြေတယ် profit မရှိသေးဘူး decision တွေကလွယ်ကူတယ်လွတ်လပ်တယ်ဒါပေမဲ့ပတ်စံတွေဝင်လာတဲ့အချိန်မှာဒါမှမဟုတ်လုပ်ငန်းရှုံးနေတဲ့အချိန်မှာဒီမေးခွန်းတွေစလာပါတယ်ဘသူကဘလောက်ပိုင်လဲဆုံးဖြတ်ချက်တွေကဘသူချမှာလဲတယောက်ယောက်ကထွက်ချင်နေပြီဆိုရင်ဘယ်လိုလုပ်ရမလဲဒါတွေအားလုံးရဲ့အဖြေကရှယ်ယာရှင်များသဘောတူညီမှုစာချုပ်ဒါမှမဟုတ်ရှယ်ယာလုပ်ငန်းသဘောတူစာချုပ်ဒါမှမဟုတ်ရှယ်ယာ holder agreement လို့ခေါ်ပါတယ်ဒီ share holder agreement မရှိရင်အခွင့်အရေးတွေမရှင်းလင်းတော့ဘူးအမျက်ခွဲဝေမှုမှာပြဿနာတက်နိုင်တယ်နောက်လုပ်ငန်းရဲ့ control လုပ်ပိုင်ခွင့်အတွက်ညှင်းခုန်ရနိုင်တယ်နောက်ဆုံးမှာလုပ်ငန်းတောင်ပြတ်သွားနိုင်တယ်တချို့တွေကတော့တရားရုံးတောင်မှကြောက်သွားတဲ့လုပ်ငန်းတွေကိုကျွန်တော်တို့အများကြီးတွေ့ခဲ့ပါတယ် share holder agreement ဆိုတာကလုပ်ငန်းရဲ့ ownership percent တွေကိုသတ်မှတ်ပေးတယ် decision making ဘယ်သူလုပ်မှာလဲဆိုတဲ့ rule တွေကိုသတ်မှတ်ပေးထားတယ်နောက် conflict ဒါမှမဟုတ် dispute ဖြစ်လာရင်ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုထည့်ရေးပေးထားတယ်အတူချုံပြောရလို့ရှိရင်ခင်ဗျားရဲ့လုပ်ငန်းတစ်ခုလုံးကိုကာကွယ်ပေးထားတဲ့ကနဦးဥပဒေအကာအကွယ်စာချုပ်ဖြစ်ပါတယ်ဒါကြောင့်မို့လို့ဘယ်လုပ်ငန်းပဲစလို့စက်တူလုပ်တော့မယ်ဆိုရင် shareholder agreement share လုပ်ငန်းရှင်သဘောတူစာချုပ်ချုပ်ကိုချုပ်သင့်ပါတယ်လို့ပြောကြရင်းနဲ့ပဲညီကုန်းချုပ်အပ်ပါတယ်